ဒီနေ့မှာတော့ဗောနော်ကျွန်တော်မမျှော်လင့်ပဲနဲ့ကျွန်တော်စီကိုရောက်လာတဲ့17 Pro Max လေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်စက်သားချင်းထွက်တော့ကြတော့ကျွန်တော်ဝယ်မယ်လို့တော့စဉ်းစားလိုက်တယ်ဒါပေမဲ့ကျွန်တော်ဒီပတ်စံလေးနှစ်မျိုးတာအတွက်ကြောင့်ပုံပေါ့နော်ကျွန်တော်မဝယ်ဖြစ်ခဲ့ဘူးဒါပေမဲ့ကျွန်တော်လိုချင်တာသိတော့ကျွန်တော်ကောင်မလေးကကျွန်တော်အတွက်ပေါ့နော်တသက်မှာပေးထားတာဖြစ်ပါတယ်အဲ့တော့မမျှော်လင့်ပဲရခဲ့တယ်ကျွန်တော်ရဲ့ဒီ17 Pro Max ကိုကျွန်တော်လည်း unboxing တူတူလုပ်ကြည့်အောင်ဒီဖုန်းလေးကသူမှားတာတော့တော်တော်ကြာပြီလို့ပြောရပြဒီနေ့မှအခုကျွန်တော်လက်ထဲရောက်လာတာပေါ့နော်အဲ့တော့ဒီကောင်နဲ့ပါလဲဆိုတော့ဖုန်းပါမယ်ပြီးတော့ကျွန်တော်16 watt adapter တခုလည်းပါတယ်ပြီးတော့ cover လည်းကျွန်တော်ဝယ်ပေးထားပါတယ် original cover တခုပါတယ်အဲ့တော့ကျွန်တော်တို့ဖွင့်ကြည့်ပါမယ်ဒီကောင်ကတော့သူကျွန်တော်ကိုUS ကနေပြီးတော့ direct မှာပေးထားတာပေါ့နော်။ဆိုလို့ရှိရင် Allen လေးအလုံး 256K ပေါ့နော်။အဲ့တော့ကျွန်တော်ဒီကောင်ဖောက်ကြည့်ပါမယ်။ Okay ကျွန်တော်ဒီနှစ်ယောက်ထဲမှာပေါ့နော်စသချင်းတော့ကျွန်တော် Cosmic Orange ကိုကျွန်တော်ရွေးချယ်ခဲ့တာပေါ့နော်သူ့ကိုကျွန်တော်ပြောတာဒါလေးမစိုးလှတယ်ပေါ့နော် Cosmic Orange ကိုဒါပေမဲ့ကျွန်တော်အပြင်မှာသွားကြည့်လိုက်တဲ့အချိန်မှာဒီ Saver ကျွန်တော်အတွက်အရန်ပို့ပြီးတော့မိုင်းနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကမှလည်းကျွန်တော်ဒါလေးမှာပေးထားဖြစ်ပါတယ်။အိုး very good okay ဒီမှာပါလေဆိုတော့ဘာမှမပါပါဘူးအာသွင်းချိုတချို့ပဲပါတယ်ကျန်တဲ့စတစ်ကာကြီးလည်းဘာမှမရှိတော့ဘူးပေါ့နော်အာသွင်းချိုပါပါတယ်ကျွန်တော်ဒါလေးရစားကျွန်တော်တင်ထားရပါတော့ okay oh ရလာvery good ဒါမကန်ရင်တော့ဆိုလို့ရှိရင်ကျွန်တော်ကင်တာဒီ tray brew ပေါ့နော်ကျွန်တော်ကမှလည်းကျွန်တော်ဘာလို့လဲပေးလဲဆိုတော့အဓိကအကြောင်းအရာကျွန်တော်ကဒီ tray brew ကင်တာကြာပြီပေါ့နော် tray brew ကိုလည်းကျွန်တော်ဒီအရင်အစ်စ်တော်ဝယ်ကင်လာဆိုအခုဆိုလို့ရှိရင်9နှစ်လောက်ရှိပြီဆိုတော့ကျွန်တော်ဒီကြားထဲမှာလည်းမကြိုက်ဘူးပေါ့ဗျာနော်ထူးထူးခြားခြားပြောင်းလဲသွားတာဘာမှမရှိတဲ့အတွက်ကြောင့်ကျွန်တော်ကလင်းချင်စိတ်မဖြစ်ဘူးပေါ့နော်အဲ့တော့ဒီကောင်လေးကတော့ကျွန်တော်လဲချင်စိတ်တော့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်နှမျောနေရတယ်ကျွန်တော်မလဲဖြစ်ဘူးပေါ့နော်ကျွန်တော်မသိခင်မှာပဲကျွန်တော်ကောင်မလေးဝယ်ပေးထားတဲ့17 Pro Max လေးပါဒါကတော့ကျွန်တော်9နှစ်ကျော်ပေါ့နော်ဂိုင်းလာတဲ့ကျွန်တော်ရဲ့Joy Pro လေးဖြစ်ပါတယ်ဒီကောင်ဆိုလည်းအခုထိအဆင်ပြေသေးရပါတော့ကျွန်တော်ဂိုင်းထားတာဒီကာဗာချွတ်ဂိုင်းတာပေါ့နော်ကျွန်တော်ကာဗာမတက်ဘူးမတက်မှချွတ်ဂိုင်းတာတော့ဒီနားမှာကျွန်တော်တခါပြုတ်ကြတော့အစင်းရလေးတစ်ခုပဲဖြစ်တယ်ကျွန်တော်တော့ဘာမှမဖြစ်ဘူးပေါ့နော်ကျွန်တော်ဒီတိုင်းပဲဂိုင်းတာဆိုတော့ဒါကိုသူမှားလိုက်တော့ကတော့ဖုန်းဘိုးက1199ဘတ်လို့ပြောတယ်ပြီးတော့ကျွန်တော်တို့ဒီ test တွေပို့ခိုင်းနေပေါင်းလိုက်မယ်ဆိုလို့ရှိရင် test က100ပို့က150လောက်ပေးရတယ်ဗောနော်ဒေါ်လာ150လောက်ပေးရတယ်အဲ့တော့အလုံးပေါင်းဆိုလို့ရှိရင်1450လောက်တွားကြရပါတော့ပြီးတော့ဒီ cover ကကြတော့49ဒေါ်လာ50ဗောနော်ပြီးတော့နောက်တစ်ခါကျတော့ဒီ60 watt ကကြတော့ဒေါ်လာ40ပြီးတော့ဘာလို့အလုံးကြာသွားလဲဆိုတော့ကျွန်တော်တို့ဒီUS မှာအစားပေါ့နော်ကျွန်တော်လိုချင်တဲ့ဒီ Saver color လုံးဝမရှိတော့ဘူး Saver နဲ့ Cosmic Orange နဲ့လုံးဝမရှိတော့ဘူး Blue တစ်ခုတော့ပဲကျန်တော့တယ်ပေါ့နော် order တင်လိုက်တာက9ရက်နေ့ပေါ့နော်9ရက်နေ့အောက်တိုဘာလောက်ကတင်လိုက်တာ28ရက်နေ့အောက်တိုဘာလောက်မှာ US ကအိမ်ကိုဖုန်းရောက်လာတယ်ပေါ့နော်ဒီနေ့နိုဝင်ဘာ9ရက်နေ့မှာကျွန်တော်ဒီဘန်ကောက်ကိုဒီကျွန်တော်ဖုန်းလေးရောက်လာတာဖြစ်ပါတယ်လနီးပါလောက်တော့ကြာသွားတယ်လို့တော့ပြောလို့ရတယ်Okay power ဖွင့်ပြီဆိုတော့ကျွန်တော်တို့ cover လေးဖြုတ်ပြီးတက်ကြည့်မယ်ပေါ့နော် Okay ဒါကတော့သူရဲ့ original cover ပဲဖြစ်ပါတယ်မိုက်ရကျွန်တော်ဒီကောင်ကတော့ cover တက်ကင်မှာပဲရပါမယ်
okay လှတယ်ကျွန်တော်ကဒီကာဝါကိုလည်းငကိုရီး clear case ပဲလိုချင်တာပေါ့နော် clear case ကဒါနဲ့ဆိုအရင်လှတယ် adapter ကတော့ကျွန်တော်မှရှိတာကျွန်တော်20 watt တွေပဲရှိတာပေါ့နော်အဲ့တော့သူက60 watt ပါထပ်မှာပေးထားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်